ဒီဗီဒီယိုမှာကျွန်တော်နဲ့ကျွန်တော်ညီမိဘမတီးအောင်အိမ်ခေါင်းမိုးပေါ်မှာတညာလုံးဖြတ်တန်းသွားမှာဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့အပေါ်တက်မှာဖြစ်ပါတယ်အိမ်ခေါင်းမိုးပေါ်တက်မှာဖြစ်ပါတယ်ကျွန်တော်အောက်ကြည့်လိုက်ပါကျွန်တော်တို့ကြရင်ဒီဘူး holy shit ဒါလေးကတော့ကျွန်တော်တို့နေမဲ့နေရာလေးရှိပါတယ်တိတ်ပြီးတော့မကျဲပါဘူးဒီလောက်ကိုကြည့်ပါပဲကျွန်တော်တို့ညဘက်စကန်ချဖို့အတွက်ကျွန်တော်နေခေါင်းနေဆောင်းနေအကုန်လုံးယူမှာပဲဖြစ်ပါတယ်ရှိလိုက်နေရတော့နည်းနည်းရှိနေပါလေဒီတော့ကနားလောက်မပူတော့ဒီညတော့ဘယ်လိုဖြစ်မလဲမသိဘူးဆက်ပြီးကြည့်နေစောင့်ကြည့်နေလိုက်ပါအေးအကုန်ခင်းပြီမကျွန်တော်လည်းရပြီညဘက်တော့အဆင်ပြေတယ်နောက်ပြီးတော့ကျွန်တော်တို့မုတ်တော်ဝဲပါရယ်ညဘက်စားဖို့ပါအဘဝီတူတရားကူတာကြည့်โอเคrare species ဆိုတော့အခုညဘက်ရောက်နေပြီကျွန်တော်တို့ညဘက်ကျရင်စားဖို့ခုတ်ထုတ်တွေပြန်သွားပါပြီခေါင်းထုတ်တဘူးရယ်ခုတ်အဲ့ဒါတော့အကုန်ဝယ်ပြီးသွားပါပြီမရှင်ကတော့ဒီညဘက်ကိုတင်တာလို့ဖြတ်တင်ရမှာဖြစ်ပါတယ်ဘာဖြစ်လဲချင်းရတော်များမယ်တင်တယ်အခုတော့ကျွန်တော်တို့ဘောတင်မတော့မှာဖြစ်ပါတယ်မမီဒီကအဲ့မှာလက်နဲ့ထိမယ်ကျေးလာလားဒါကျွန်တော်တို့တရားမှာတစ်ခေါက်တော့ပဲလောက်တဲ့ experience ပါဒါလုံးဝမလုပ်တင်ဘူးဒါလုံးဝမလုပ်တင်ဘူးဒါအနေနဲ့ရမ်းများတယ်ဒါပြုတ်ကြရင်ကိုယ်ဝက်ခံရမှာကိုတက်လာအောင်Oh my goodness တော်တော်လေးလေးတိုင်းမလာရွေးကြည့်လိုက်ပါခင်းကြီးရေကုန်စုကုန်ကျွန်တော်ကြည့်တော့ Oh what I think ကျွန်တော်တော့ကြောက်ရတယ်တော့ကြောက်ရတယ်ဒီကတော့ရန်ကိုတိုက်တော့ကျွန်တော်ကဘယ်နဲ့ပြဿနာတစ်ခုရစနေဒီမှာခင်းသားရဲ့အခင်းကြီးရေဆိုးနေဒီမှာဘာလို့လဲမသိရေအကုန်လုံးဆိုးကုန်တလွဲတွေဖြစ်ကုန်ဟာတော့အေးရောက်နေကြပါဒီကလည်းဆောင်းရင်းကိုတိုက်တော့တော်အေးရချောက်ပြီးလမ်းလာတယ်ကျွန်တော်ဗာအိတ်တဲ့နေရာရေနဲ့ရွှဲအောင်ဘာလို့လဲမသိဘူးရေပိုက်တွေထားမှာရေပိုက်တွေထားမှာဒီခေါင်းဆိုရွှဲနေလာတယ်ဒီအောက်ကဂျမ်းမြေအကုန်လုံးရေဆိုဘလို့အဲ့ရမယ်မသိညတစ်ခေါက်တော့မရောက်ဘူးဒါပေမဲ့ညတစ်ခေါက်တော့မရောက်ဘူးဒါပေမဲ့အချိန်ကတော်လေးစွန့်နေပြီကျွန်တော်ဒီတန်ပန်းကြီးဒီတန်ကြီးဒုံးနဲ့ကတက်နေတာအတိုင်းဆိုကျဲသွားတယ်ကျွန်တော်မိဘမတိအောင်အဓိကလောက်ရမှာဒီနေ့ဒီပုံမှန်နေတာပဲဒါပေမဲ့ကျွန်တော်မိဘမတိအောင်လောက်ရမှာအဲ့ဒါနံပါတ်1ပဲဟိုကျွန်တော်တို့ဘိုင်လဲစာနေပြီဆိုတော့ခေါက်ဆွဲပြုတ်တွေစားလိုက်အောင်ဆဲလိုက်
တက်မှာတစ်ခါပဲလောက်ဘူးပါဆိုတော့ ကိုကတော့နှစ်ထုတ်တွေထဲမှာပဲဖြစ်ပါတယ်ကျွန်တော်တို့က7နာရီထိုးနေပြီချိန်ရတော့မကောင်းချိန်ရအများကြီးပဲဒါပေမဲ့ကျွန်တော်ပါတယ်ချိန်ရတကယ်အများကြီးပဲတော့မှအများကြီးပဲကျွန်တော်တိုင်းတော့မှချိန်ရအသေးစားလေးကအများကြီးပဲဝင်လာအာယုံကြီးဆောင်းရနောက်လာပြီနဲ့အိမ်မလို့โอเคကျွန်တော်တို့ပြောတဲ့တခုရှိတယ်အချိန်မှထားဘူး ကျွန်တော်တို့အခုဆိုရင်တော့တနာရီနဲ့ပြရတယ် တနာရီနဲ့10မိနစ်ပါ တနာရီနဲ့10မိနစ်ထိုးပါပြီခွေးတွေကလည်းတအားဥရယ်ပြီးတော့ချင်းရရဲ့တအားကြိုက်တယ်လေဒီမှာကြည့် တူတီအများကြီးပဲ ချင်းကြီးကြိုက်လောက်ပြန်ပြီနောက်တစ်ခါချင်းကြီးကြိုက်တာလည်းအများကြီးပဲ ပြီးရင်ဆိုးဆိုးဝါပြောလိုက်ပါ ဟိုဘက်အပေါ်တိုက်ကကျွန်တော်လည်းနည်းနည်းတန့်ပြောတော့အဲ့ဘက်အပေါ်တိုက်ကနှစ်ခါဒါ3ခါလားမသိဘူးလေထဆဲထဆဲတော့ဗလိုင်းထဟိုထဆဲကျွန်တော်တို့ကလန့်သွားတယ်ဘာဖြစ်တာလဲတော့မသိဘူးအစကတော့ဘယ်ကောင်နေရှမ်းဖြစ်တာလဲဘယ်ဟုတ်မလဲအဲ့ကောင်အပေါ်တုံးဇက်ကောင်အမှဟိုပရင်းပေါက်ကနေထွက်ပြီးတော့လှမ်းဆဲတာပြီးတော့သူများရဲ့ခဲနဲ့လှမ်းပေါက်တယ်ဗျာဘာထားလဲမသိဘူး လန့်သွား အိမ်အောက်တောင်ပြန် တ ဆ ကယ် င်း မလွယ်ဘူး အိမ်အောက်တောင်ပြန်ဆင်းမှုလုပ်နေတကယ်စင်ပြေတိတ်ပြီးတချမ်းရတော်လေးကိုပေါက်တော့တော်လေးထင်လောက်မလွယ်ဘူးဆိုတော့အခု9နာရီခွဲနေ9နာရီထိုးနေပြီမနက် challenge ကတော့ပြီးသွားပါပြီတော်လေးကိုစိတ်ပြည့်စရာတော့ကောင်းတယ်ညလုံးအိမ်လို့မရဘူးချင်းရတော်ခိုက်တာဘူးဝင်မလဲတော့မတည်ဘူးအဟောဖို့ကောင်းတယ်ရတော့ဒါဒီဗီဒီယိုကတော့ပါပဲနောက်ထပ်ဘာဗီဒီယိုတွေလုပ်ရမလဲဆိုတာ comment မှာဝေဟွာခဲ့ပါ Alright guys see you guys in the next video let's go